လွယ်ကူဆုံးပန်းလေးထိုးမယ်ဆိုဒီပန်းလေးကိုပဲထိုးတော့ချစ်တို့ဒီကကြီးပန်းလေးကတော့အလွယ်ဆုံးပဲကွင်းလေးကတော့ပုံမှန်တိုင်း6စိတ်ပဲခောက်မယ်6စိတ်ကနေအောက်ကို2စိတ်စာလောက်ထပ်ဆင်းပြီးတော့ကြိုးလေးချီလေးတုပ်မယ်နော်တစ်ပွင့်လုံးကြိုးရှည်ရလေး15လက်မှပဲကုန်တယ်ကဲကြိုးလေးအောက်ချမ်းလေးကိုကြတော့အောက်ပတ်လေးကိုဆက်တိုင်းမယ်နော်အောက်ပတ်လေးကတော့6လက်မှခွဲ9လက်မှလောက်ဆိုရတယ်နော်ကဲအောက်ကနေ3လက်မှလေးအောက်ဆုံးကနေ3လက်မှလေးကိုအရင်ဆုံးတိုင်းအမှတ်ကလေးမှတ်မယ်ဟိုဘက်ဒီဘက်နှစ်ဘက်စလုံးကိုအညီအမျှဖြတ်ချမယ်နော်အညီအမျှဖြတ်ချပြီးတော့အောက်ကနေပဲ3လက်မှစီတိုင်းပြီးတော့အခွေလေးကိုအတွင်းဘက်ကိုခွေလေးတွေအတွင်းဘက်ကိုခွေမယ်နော်အတွင်းဘက်ကိုအခွေပြီးအတွင်းဘက်ကိုနှစ်ဘက်စလုံးကိုခွေမယ်ရှင်3လက်မှလုံးအညီအမျှခွေမယ်ကဲခွေပြီးသွားတဲ့အခါကျရင်တော့အပေါ်လေးကိုခောက်တင်ရမှာပါเนาะဒါလေးကအမြန်ဆုံးနဲ့အလွယ်ကူဆုံးပန်းလေးပါပဲရှင်အချိန်လည်းအရင်မကုန်ပါဘူးเนาะအရင်မြန်ပါတယ်အတွင်းဘက်ကိုခွေလေးခွေပါကဲခွေပြီးသားပါပြီရှင်အပေါ်လေးကိုပြန်ပြီးတော့ခောက်တင်ပါမယ်ဒီဘက်လက်ပေါ်လေးကိုခောက်တင်ပါမယ်နှစ်ခုစလုံးကိုပူးပြီးတော့ခြိတုပ်လိုက်ရင်ရပါပြီကဲအချိန်က3မိနစ်တောင်ကြာပါဘူးเนาะဒီပန်းလေးလောက်တာအရင်အောင်မြန်ပါတယ်เนาะပြီးတော့ပန်းလေးကကြွားလဲကြွားလှလဲလှပါတယ်ရှင်အရင်လှတဲ့ပန်းလေးပါခွေလေးတွေလည်းဟမနေအောင်ဟိုဘက်ဒီဘက်ညင်အောင်တုပ်မယ်နော်အခွေလေးတွေအတွင်းသားလေးတွေဖောက်ပြီးတော့တုပ်ပါမယ်ရှင်ဒီဟိုဘက်ဒီဘက်လေးအတွင်းလေးကိုဖောက်ပြီးတုပ်ပါမယ်ချီတုပ်ပြီးဖြတ်လိုက်လို့ရပါပြီနော်ကျေးဇူးတင်ပါတယ်ညလုံးပြူးပြူးလေးနဲ့တောင်တူသေးရဲ့နော်ကဲအဆုံးထိကြည့်ပေးတဲ့အတွက်